ကိုပိုကောင်းအောင်ပြောင်းလဲဖို့စ조사တိုင်းမှာအားမလို့အားမရဖြစ်ပြီးလက်လျှော့ချင်စိတ်ပေါက်ဖို့ပါတလားအပြောင်းလဲတစ်ခုခုလုပ်ဖို့ဆုံးဖြတ်လိုက်တိုင်းမှာဒါဟာဝင်ထုတ်ဝင်ပိုးကြီးတစ်ခုလို့ခံစားနေရတယ်ဆိုရင်တော့ဒီအကြောင်းအရာဒါအားလုံးအတွက်လမ်းညွှန်ကောက်တစ်ခုဖြစ်လာမှာပါအလေးချင်းကောင်းတဲ့တည်ဆုံးတယ်ဆိုတာခက်ခဲတဲ့တိုက်ပွဲတစ်ခုမဟုတ်ပဲကိုယ့်အတွက်ကိုစိတ်လှရှားစရာကောင်းတဲ့ခီးတစ်ခုဖြစ်အောင်ဘယ်လိုလုပ်မလဲဆိုတာကိုကျွန်တော်တို့အတူတူလေ့လာကြည့်ကြရအောင်တခါတည်းနဲ့အရာအောင်လုံးကိုပြောင်းလဲပြမယ်လို့ဆုံးဖြတ်ခဲ့ဘူးကြမှာပါပြီးတော့မအောင်မြင်ခဲ့ဘူးဟုတ်ပါတယ်အဲ့လိုကြိုးစားခဲ့ပြီးမအောင်မြင်ခဲ့တာဟာကိုတယောက်တည်းကြုံရတာမဟုတ်ပါဘူးဒါဟာလူတိုင်းနှီးပါကြုံဖူးတဲ့အတွေ့အကြုံတစ်ခုပါအဲ့လိုခန်းစားချက်မျိုးကိုအတိအမြတ်ပြုလိုက်တာနဲ့တင်ပထမဆုံးအရေးကြီးတဲ့ခြေလမ်းတစ်လမ်းကိုလှမ်းလိုက်တာပါပဲဒါဆိုဘာကြောင့်များဒီလိုဖြစ်နေရတာလဲအဖြေကိုတူတူရှားကြည့်ကြတာပေါ့ကဲပထမဆုံးအနေနဲ့လူတော်များများကြာရှုံးနေတဲ့အကြောင်းရင်းတစ်ခုကိုအဖြေရှာကြည့်ကြရအောင်ဘာကြောင့်ကိုယ့်အတွက်အကောင်းဆုံးဖြစ်မယ်ဆိုတဲ့ကြီးမားတဲ့ရည်မှန်းချက်တွေကနောက်ဆုံးမှစိတ်ဖြစ်စီမှုတွေပင်ပန်းနွမ်းနယ်မှုတွေနဲ့ပဲဆုံးသက်သွားရတာလေအဲ့ဒီနောက်ွယ်မှာစိတ်ပိုင်းဆိုင်ရာထောင်ချောက်တစ်ခုရှိနေပါတယ်ကျွန်တော်ကဒါကို1 P ချင်းထောင်ချောက်လို့ပဲခေါ်ချင်ပါတယ်ဥပမာအနေနဲ့စာရာဆိုတဲ့အမျိုးသမီးတစ်ယောက်ကြမ်းကြည့်ရအောင်သူကကျမ်းမာတဲ့ဘဝပုံစံကိုအယမ်းပိုင်ဆိုင်ချင်တာဒါပေမဲ့ဘယ်ကဆိုင်ရမှန်းမသိပဲဝမ်းပေးနေခဲ့တယ်ကြီးမားတဲ့ပြောင်းလဲလေကသူ့အတွက်ဆိုမဖြစ်နိုင်လောက်ဘူးလို့တောင်ထင်ခဲ့တာပါဒါပေမဲ့သူကသိငယ်လွန်းတဲ့အလေးချင်းလေးတစ်ခုရဲ့စွမ်းအားကိုရှာဖွေတွေ့ရှိတော့ခဲ့တာပဲဒီလိုလေးမြင်အောင်ကြည့်လိုက်ပါဦးနောက်ထဲမှာတတိအယမ်းကြီးတဲ့လုံခြုံရေးအဆောင်တစ်ယောက်ရှိနေတယ်လို့ပေါ့ကိုကငါဘဝကိုတခါတည်းအကြီးကျယ်ပြောင်းလဲပြမယ်လို့ရုတ်တရက်ဆုံးဖြတ်လိုက်တဲ့အခါအဲ့ဒီအဆောင်ကအန်ဒီရဲ့ရှိလေကျူးကျော်သူဝင်လာပြီးဆိုပြီးအချက်ပေးခေါင်းလောင်ကိုအဆက်မပြတ်တီးပါလေရော့အဲ့ဒီအခါမှာခန္ဓာကိုယ်တစ်ခုလုံးကတိုက်ပွဲဝင်ဖို့အသင့်အနေထားဖြစ်သွားပြီးစိတ်ဖိစီးမှုဟော်မုန်းတွေထွက်ပင်ပန်းရွက်နေမှုတွေနဲ့ပြည့်သွားတော့တာပါပဲနှစ်တကူမှခြားတဲ့ဆုံးဖြတ်ချက်အများစုဘာကြောင့်ပြည့်သွားရလဲဆိုတော့အခုဆိုသဘောပေါက်လောက်ပြီးထင်ပါတယ်ကဲဒီမှာချင်းကပ်ပုံနှစ်မျိုးကိုရှင်းရှင်းလင်းလင်းနိုင်ရှင်ပြထားပါတယ်အားလုံးဒါမှမဟုတ်ဘာမှမလုပ်ဆိုတဲ့ချင်းကပ်ပုံကတခါတည်းနဲ့ကမြကြီးပြောင်းလဲဖို့ကြိုးစားတယ်အဲ့ဒီတော့အချိန်တိုင်းရင်ကုံွားတတ်တဲ့စိတ်ဆွမ်းအားဝေဖောက်ကိုပဲအားကိုးရတယ်အဆုံးမှာတော့စိတ်ချက်ကြပြီးကြာရှုံးသူကြောက်လို့ခံစားရစေပါတယ်တစ်ဖက်မှာတော့တေးသေးလေးကစားပါဆိုရင်ချင်းကပ်ပုံကတင်းငယ်တဲ့လှုပ်ဆောင်ချက်တစ်ခုတည်းကိုပဲအာယုံစိုက်တယ်တထမတီလှုပ်ဆောင်ခြင်းကနေအရှင်းအဟုန်ကိုတိဆောက်ပြီးရေရှည်တည်တံ့တဲ့အပြောင်းလဲကိုဖြစ်စေပါတယ်အခုတခက်အရေးကြီးဆုံးအပိုင်းကိုရောက်လာပါပြီဘယ်လိုလှုပ်ဆောင်ချက်မျိုးကိုမှမစတင်ခင်တခဲပထမဆုံးခြေလင်းကကျွန်တော်တို့ရဲ့အတွင်းစိတ်ထဲမှာပဲစတင်ရမှာပါအဲ့ဒါကတော့ကိုသိရှိနားပဲခြင်း self awareness ပါပဲဒါဟာကိုတိုးတက်စေဖို့အတွက်အခြေခံအုတ်မြစ်ပါဆိုလိုတာကကိုယ့်ရဲ့အတွေးတွေခံစားချက်တွေအားသာချက်တွေနဲ့ရည်ရွယ်ချက်တွေကိုဘာဝေဖန်မှုမှမပါပဲအရှိကိုအရှိအတိုင်းနားလည်အောင်ကြိုးစားတာပါကိုဘယ်သူလဲဆိုတာကိုသိချင်းကဘာလုပ်ရမလဲဆိုတာကိုလမ်းညွှန်ပေးနိုင်ပါတယ်နောက်တစ်ခုကကိုသစ္စာရှိခြင်း self integrity ပေါ့ဒါကကိုတန်ဖိုးထားတဲ့အရာတွေနဲ့ကိုလောက်ရက်တွေတစ်ထက်တည်းကြနေတာကိုဆိုလိုတာပါပြောတဲ့အတိုင်းလုပ်တာကိုပေးထားတဲ့ကတိတွေကိုတီးတာပေါ့အဲ့လိုကိုပေးထားတဲ့ကတိတေးသေးလေးတွေကိုတီးနိုင်လေးကိုအပေါ်မှာယုံကြည်မှုတီးဆောင်းနိုင်လေးပါပဲဒီတော့ကိုဘယ်လိုသိအောင်လုပ်မလဲဒီမှာလဲတွေ့ကြတဲ့နည်းလမ်းနှစ်ခုရှိပါတယ်ပထမဦးဆုံးကိုယ့်ရဲ့အာသာချက်တွေကိုပြန်သုံးသပ်ကြည့်ပါဘယ်အရာတွေကိုကောင်းကောင်းလုပ်နိုင်တယ်လဲဘာတွေလို့ရရင်ပြောတယ်လဲဒုတိယအနေနဲ့တူးတက်နိုင်တဲ့ခွန်လင်းတွေကိုရှာဖွေပါအားနည်းချက်ဆိုတာကိုအဖြစ်တစ်ခုလို့မမြင်ပဲကြီးထွားဖို့အတွက်နေရာတွေဖြစ်ပြန်ပြီးရှုမြင်လိုက်ပါအရေးကြီးတာကဒါဟာကိုအဖြစ်ရှာနေတာမဟုတ်ပဲပိုပြီးနားလည်အောင်စူးစမ်းနေတာဆိုတာကိုသတိရဖို့ပါပဲကဲစိတ်ပိုင်းဆိုင်ရာပြင်ဆင်မှုတွေပြီးပြီဆိုတော့အခုအရန်ကိုလက်တွေ့ချက်ပြီးချက်ရှုံးဖို့လက်ပတ်ကောင်မထင်နိုင်တဲ့နည်းစနစ်တစ်ခုကိုလေ့လာဖို့အချိန်နားပါပြီဒါကတော့ဒီနေ့ပြောချင်တဲ့အဓိကချက်ဖြစ်ခဲ့2မိနစ်စီမံပါပဲရေရှည်တည်တန်းတဲ့အပြောင်းလဲရဲ့လှို့ဝှက်ချက်ကမယုံနိုင်လောက်အောင်သေးငယ်တဲ့အရာကနေစတင်ခြင်းပါပဲဟုတ်ပါတယ်ရေစရာကောင်းတယ်လို့ထင်ရလောက်အောင်ကိုသေးငယ်တဲ့အလေးကျင့်တွေကိုဆိုလိုတာပါအဓိကစတင်လုံးဆောက်ဖို့အတွက်ဘာဖိအားမှမခံစားရဘူးပါပဲဒီမှာရှင်းရှင်းလင်းလင်းဥပမာတစ်ခုကြည့်လိုက်ပါကြီးမားတဲ့ပန်းနိုင်ကနေ့စဉ်မိနစ်30တရားထိုင်ဖို့ပါဒါမဲ့2မိနစ်ပါရှင်းကတော့တရားထိုင်ကုန်ပေါ်မှာထိုင်ပြီးအတစ်ပင်3ခါရှူဖို့ဒါပါပဲတွေ့လားဘလောက်ကြီးတဲ့ပန်းတိုင်ဖြစ်ဒီလိုသေးငယ်တဲ့လှုပ်ဆောင်ချက်ဖြစ်ပြောင်းလဲလို့ရပါတယ်အတိကလှုပ်ဖြစ်သွားဖို့ပါပဲဟုတ်ပါတယ်ကြားရတဲ့အတိုင်းပါပဲရစရာကောင်းလောက်အောင်ကိုလွယ်တဲ့ဟုတ်တွားဖို့ကျူနေတွားတစ်ချောင်းတဲကိုတန်းရှင်းလောက်တာစာအုပ်တက်မျက်နှာလေးဖတ်တာတိုက်ထိုး9ခါပဲလောက်တာဒီလိုသေးငယ်တဲ့ຢာတွေကအစပြုတ်ဖို့အတွက်အစွမ်းထက်ဆုံးတော့ချက်တွေပါပဲကောင်းပါပြီအခုဆိုရင်ကိုယ့်ရဲ့2မိနစ်အလေးချင်းလေးတစ်ခုကိုရွေးပြီးသွားပြီဆိုပါစို့ဒါပေမဲ့ခဏတာစိတ်ပါလို့လုပ်ပြီးပျောက်သွားတာမျိုးမဖြစ်အောင်တကယ်ကိုဘဝရဲ့အတိုင်းအတာတစ်ခုဖြစ်သွားအောင်ဘယ်လိုလုပ်မလဲကဲ
အလေးအကျင့်တွေကိုဆွေးနွေးစေမယ်အစွမ်းထက်ကနီးလိုင်းတွေကိုလေ့လာကြည့်ကြရအောင် ဒီနီလန်းကိုတော့အလေးအကျင့်ရှင်းချင်း habit stacking လို့ခေါ်ပါတယ်။သူ့ရဲ့ပုံသီနီလေးကတော့ကျွန်တော်လက်ရှိအလေးအကျင့်တစ်ခုပြီးသွားရင်အလေးအကျင့်အသစ်တစ်ခုကိုလုပ်မယ်ဆိုတာပါပဲ။အလေးအကျင့်အသစ်တစ်ခုကိုရှိပြီးသားအကျင့်တစ်ခုနဲ့ချိတ်ဆက်လိုက်တဲ့အခါအဲ့ဒီအကျင့်ကအလိုလျောက်ထလာပါတော့တယ် ဒီမှာဥပမာလေးတွေကြည့်ပါသွားတိုက်ပြီးတာနဲ့ရေတန့်တစ်ခွက်တောင်းမယ်ကော်ဖီဖြော်ပြီးတာနဲ့ဒီနေ့အတွက်ရီမန်းချက်တစ်ခုခြာရေးမယ်အဲ့ရတဲ့ဝင်တာနဲ့စာအုပ်တစ်မျက်နှာဖတ်မယ်ဒီလိုနီလန်းကအလေးကျင့်အသစ်တွေကိုကိုယ့်ရဲ့နေ့စဉ်လုပ်ငန်းဆောင်တာတွေထဲမှာအလွယ်တကူထည့်သွင်းနိုင်စေပါတယ် နောက်တစ်နည်းကတော့ကိုယ်ပတ်ဝန်းကျင်ကိုကိုယ့်ဘက်တော်သားဖြစ်အောင်ပြောင်းလဲပေးတာပါပဲအလေးချင်းကောင်းတွေကိုလွယ်လွယ်ကူကူလုပ်ဖြစ်အောင်မျက်စိရှိမှမြင်သာအောင်ပြုလုပ်ထားပါကျွန်တော်တို့ရဲ့ပတ်ဝန်းကျင်ကကျွန်တော်တို့ရဲ့ပြုမှုတွေအပေါ်မှာအကြီးအကျယ်သက်ရောက်မှုရှိပါတယ်ကိုယ့်ရဲ့စိတ်ထက်ခွန်အားကိုသုံးပြီးသွေးဆောင်မှုတွေကိုတိုက်ထုံးနေမယ့်အစားကိုယ့်ပတ်ဝန်းကျင်ကိုပဲကိုယ့်ရဲ့မဟာမိတ်ဖြစ်အောင်ပြောင်းလဲလိုက်ပါ ဒီမှာလက်တွေ့ကြတဲ့နီးလန်းတွေပါလေ့ကျင့်ခန်းလုပ်မဲ့အဝတ်စားတွေကိုညကတွေကကြိုထုတ်ထားပါအိပ်ရာပဲစားပွဲပေါ်မှာရေဘူးတဘူးအမြဲတင်ထားပါခေါင်းအုံပေါ်မှာစားအုပ်တအုပ်ကိုဖွင့်ထားခဲ့ပါမကောင်းတဲ့အစားအစာတွေကိုတော့မျက်စိရှိမှမထားပဲလက်လက်မမိပဲညောင်မှာထားပါဒီလိုလုပ်ခြင်းကအလေးအကျင့်ကောင်းတွေကိုအားပေးပြီးမကောင်းတဲ့အကျင့်တွေကိုတားဆီးပေးပါတယ် နောက်ဆုံးနဲ့အရေးကြီးဆုံးပါပဲ PC ကတော့အောင်ပွဲခံခြင်းပါပဲအဓိကကချက်ချင်းအောင်ပွဲခံမှုပါပဲအလေးကျင့်လေးကိုလုပ်ပြတဲ့အချိန်မှာပဲကိုကောင်းတဲ့တုံ့ပြန်မှုတစ်ခုပေးလိုက်ပါဒီလိုသိငယ်တဲ့လုပ်ရက်ကကိုဦးနှုတ်ကိုဟဲ့ဒီအလုပ်ကခန်းစားလို့ကောင်းတယ်နောက်တစ်ခါထပ်လုပ်ရအောင်လို့ပြောလိုက်တာနဲ့အတူတူပါပဲလက်မလေးထောင်လိုက်တာကိုပြုံးပြလိုက်တာမျိုးရုပ်ရှင်တဲ့အောင်ပွဲခံမှုကအများကြီးအထောက်အကူပြုပါတယ်ကဲ theory တွေနီလန်းတွေအကုန်သိသွားပြီဆိုတော့အခုကစပြီးလက်တွေ့လုပ်ဆောင်ဖို့ကိုယ်လဲပါပဲကိုယ့်ရဲ့ပထမဆုံးသင်ငယ်ရဲ့အလေးချင်းတစ်ခုကိုရွေးချယ်လိုက်ပါဒီအကြောင်းအရာတစ်ခုလုံးရဲ့အနှစ်ချုပ်ကိုပြန်ကောက်ရရင်တော့အရေးကြီးတာကတိုးတက်မှုပါပြည့်စုံမှုမဟုတ်ပါဘူးရည်မှန်းချက်ကတသမတ်တီးလုပ်ဆောင်နိုင်မှုပါအမှားအယွင်းမရှိဖို့မဟုတ်ပါဘူး ဒါဆိုရင်အခုစဉ်းစားကြည့်လိုက်ပါကိုစက်ကျင်မဲ့ပထမဆုံးတင်းငယ်တဲ့အလေးအချင်းလားဘာဖြစ်မလဲအများကြီးမစဉ်းစားပါနဲ့ရက်စီယာကောင်းလောက်အောင်တင်းငယ်တဲ့တစ်ခုကိုသာရွေးလိုက်ပါဒီနေ့ဒီအချိန်လေးမှာပဲကိုယ့်ရဲ့ကြောင်လက်ခီးကိုစတင်လိုက်ပါအကြီးကျယ်ဆုံးဖို့ခီးလန်းဒီအလုံးဟာဒီလိုတင်းငယ်တဲ့ပထမဆုံးခြီလန်းကနေပဲစတင်ခဲ့လာကိုအမလဲတတိရပါ